ဒီကဘာမြေပြင်ပေါ်သွားမဲ့သူငါများတို့ရဲ့အသွမ်းနဲ့သစ္စာကိုကွယ်ဖွေရှာမောကြတယ်တကယ်မလို့ပန်းစီရကိုကွယ်ပြောပြမယ်ကိုထာနေဝန်းကျင်မှာကွယ်တယ်ပဲမရှိတယ်စုံမြိုင်ရေကနိုင်မြေလွန်ထွေတွေစားကြကြွယ်တဘာဝရဲ့အလားဟန်တွေရဲ့ထုံကြည့်ပင်ကြတယ်တကယ်လားရဲ့လူမောင်ကိုခွဲတွေကငေးကြည့်ဝဲတပတ်တန်စားမိရင်မြေမဲ့ပုံကြည့်ရဲ့စီဝဲဒီဘုံပွေကြုံလေသမျှဝဲတဘာဝတရားလာရဲ့ဘဝရဲ့သစ္စာမြည်ရခိုင်မာမြဲမြတ်တွေတရင်ကလှဆိုတာတွေရဲ့ပေါ်ကျွယ်လွန်လာတယ်တကယ်အလားနဲ့သစ္စာမှာကွဲသဘာဝခင်ဖြစ်တယ်